ကိုရီးယားကမ္ဘာစစ်ကြီးပြီးတဲ့နောက်နှစ်ပေါင်း80ကျော်ဂျပန်နိုင်ငံကစစ်ရင်အားကိုအများကြီးတိုးချဲ့ခွင့်မရဘဲကန့်သက်ခံရတဲ့နိုင်ငံတစ်ခုပါဒါပေမဲ့အခုတော့ဘာကြောင့်ဂျပန်ကကာကွယ်ရေးသုံးစစ်တွေကိုတိုးမြင့်နေပြီးသုံးကျစ်တစ်တွေဝယ်ယူနေတဲ့အထိပြောင်းလဲလာရတာလေဂျပန်စစ်ရင်အားတိုးချဲ့မှုရဲ့နောက်ွယ်မှာကျွန်တော်တို့မမြင်နိုင်တဲ့အကြောင်းအရာတွေအများကြီးရှိနေပါတယ်အဲ့ဒီအထက်ကမှပထမတစ်ချက်ကတရုတ်နိုင်ငံပါတရုတ်နိုင်ငံဟာအခုနောက်ပိုင်းတရုတ်ရဲ့စစ်ရင်အားကိုအရင်ကထက်ပိုပြီးတိတိတတ်တာတိုးမြင့်လာနေတယ်လို့အရှိတရုတ်ပင်လယ်နဲ့တောင်တရုတ်ပင်လယ်တွေမှာစီးရဲလှုပ်ရှားမှုတွေကအရင်ကထက်ပိုပြီးလှုပ်လာခဲ့ပါတယ်ဒုတိယတစ်ချက်ကတော့မြောက်ကိုရီးယားနိုင်ငံပါမြောက်ကိုရီးယားနိုင်ငံဟာတောင်ကြီးစံသက်မှုတွေအရင်ကထက်ဆက်တိုက်လှုပ်ဆောင်လာနေပြီးတချို့တောင်ကြီးတွေကဂျပန်နီတာမမဟုတ်ဂျပန်ကိုကြော်ပြီးပြစ်ခတ်ဆန်းသက်ခဲ့တဲ့အထိမြောက်ကိုရီးယားကအတိရဲလာခဲ့ပါတယ်တတိယချက်ကရုရှားယူကရိန်းစစ်ပွဲရဲ့တင်ငန်းစာကြောင့်ပါဒီစစ်ပွဲကနိုင်ငံငြိမ်းချမ်းနေတဲ့ဆိုပြီးကာကွယ်ရေးကိုပေါ်စားလို့မရဘူးဆိုတဲ့တင်ငန်းစာကိုဂျပန်အပါအဝင်နိုင်ငံတော်များများကလက်ခံလာခဲ့ကြပါတယ်။ဒါကြောင့်ဂျပန်ကစစ်ပွဲကိုစတင်လို့မဟုတ်ပဲမမျှော်လင့်တဲ့အန်ဒီရတွေကြောင့်လာရင်ကိုယ့်နိုင်ငံကိုကာကွယ်ဖို့ကာကွယ်ရေးစွမ်းရည်တွေကိုမြင့်တင်နေတယ်လို့ဂျပန်အစိုးရကထုတ်ပြထားပါတယ်။ဒါပေမဲ့ဒီဂျပန်ရဲ့စစ်ရေးတိုးချဲ့မှုဆိုတဲ့ဆုံးဖြတ်ချက်ကအာရှဒေသရဲ့အနာဂတ်လုံခြုံရေးကိုဘလို့အကျိုးသက်ရောက်မှုရှိစေမှာလဲဂျပန်ဆိုတာလည်းတစ်ချိန်ကကမ္ဘာစစ်ပွဲတွေမှာတော်တော်လေးကိုအစွမ်းပြထားတဲ့နိုင်ငံတစ်ခုပါဒါကြောင့်လည်းဂျပန်နိုင်ငံကစစ်ရင်အားကိုပြန်ပြီးတိုးချဲ့လာမှုပေါ်ရုရှားတရုတ်မြောက်ကိုရီးယားတို့ကဘာကြောင့်တလောက်ထိအသေးအတန်စိုးရိမ်နေရတာလဲဒီမေကွန်းရဲ့ဖြေကတော့လာမယ့်နှစ်အနေငယ်အတွင်းမှာပိုပြီးရှင်းလင်းစွာမြင်တွေ့ရဖို့ရှိနေပါတယ်